ချစ်ဆုံးကြီးမင်းရဲ့ rush ကား2020ကိုမင်းခေါ်တဲ့ဈေးနဲ့ရလားမရဘူးလား okay ရှင်းနေတယ်နော်ဒီနေ့အခုပဲဒီကားကိုရောက်တဲ့သွားပြီနော်အခုပဲ ဒီကောင်မအစွမ်းကြီးနော် ခုနော် ကောင်းလာပြီမ ခေါ်တဲ့ဈေးနဲ့ရတာနော်ဒီကားကို ဘယ်ကောင်းကိုရောင်းချင်ဝယ်ချင် ဒီမှာရှိရနော် ဒီမှာရှိတယ် အာမခံတာကတော့အတိုက်ခါလောဝကင်းတယ်ကားကြောင်းနားလေလား no နားမလဲဘူး အမြင်ကား နားမလဲဘူး အမြင်ကား အာမခံတာလူယုံကြည်မှုနဲ့တူအတိုက်ခိုက်ကင်းတဲ့ကားတွေပဲကိုင်းတယ် okay hello ဒါလောက်လိုက်နော်ဘာကားစီးတင်တာလဲနောက်တော့ Honda Fit တစ်စီးလေးရောင်းစရာရှိသေးရဲ့နော်လာမယ်နော်ဒါ rush ကားကိုဒီနေရာဒီအချိန်မှာရောင်းပေးလိုက်တာပါရှင် okay thank you တကယ်ချင်းဒီတက်မကစီးပွားတွေတိုးတက်ပါစေအသက်ရှူတိုင်းဝင်ပါစေ ဘေးတဆုနဲ့ပြပါစေ okay